အားလုံးပဲမင်္ဂလာပါတလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအကြောင်းကိုအကျဉ်းချုပ်ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေမှာဆိုလို့ရှိရင်ဥပဒေအရဖြစ်စေကိုးကွယ်ရာဘာသာအရဖြစ်စေဓလေ့ထုံးတမ်းအရဖြစ်စေတရားဝင်ထိမ်းမြားခြင်းပြုနိုင်ပါတယ်ဒါပေမဲ့တလင်တမယားစနစ်ကျင့်သုံးခြင်းကသာအတည်ဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်မိန်းမနဲ့ဘာသာမတူတဲ့ယောက်ျားတို့ထိမ်းမြားနိုင်ပါတယ်အိမ်အောင်တည်မြဲနေစဉ်မှာအခြားသူတဦးနဲ့ထပ်မံပြီးတော့ထိမ်းမြားခြင်းမပြုရပါဘူး။လင်မယားဖြစ်နဲ့လည်းတရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရပါဘူး။ဒီလိုမျိုးပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်ကိုဖောက်ဖျက်မယ်ဆိုရင်တော့9နှစ်ထက်မပိုတဲ့ထောင်ဒဏ်ပြင်ငွေဒဏ်ကိုလည်းချမှတ်ခံရမှာပဲဖြစ်ပါတယ်။အရင်တုန်းကထိမ်းမြားခဲ့ဘူးကြောင်းကိုအသိပေးပြီးတော့တရားဝင်ကွာရှင်းပြတ်ဆဲပြီးကြောင်းခိုင်မာတဲ့အထောက်အထားတင်ပြနိုင်မယ်ဆိုရင်တော့အခြားသူတဦးနဲ့ထပ်မံပြီးတော့ထိမ်းမြားနိုင်ပါတယ်။ပြဋ္ဌာန်းချက်ကိုဖောက်ဖျက်ကျူးလွန်မယ်ဆိုရင်ကြံရည်သူကကွာရှင်းခွင့်ရှိပါတယ်။နှစ်ဦးပိုင်ပစ္စည်းနဲ့ဆက်လင်းပြီးတော့ကျူးလွန်တဲ့သူကသူ့ရဲ့အခွင့်အရေးတွေကိုဆုံးရှုံးခြင်းခံရမှာပဲဖြစ်ပါတယ်။အိမ်အောင်ရှိတဲ့သူကအခြားနောက်တစ်ယောက်နဲ့ထပ်မံပြီးထိမ်းမြားမယ်ဆိုလို့ရှိရင်နောက်ထပ်ထိမ်းမြားတဲ့သူကအိမ်အောင်ရှိတဲ့သူရဲ့အမွေကိုဆက်ခံခွင့်မရှိပါဘူး။လက်ရှိအိမ်အောင်ကိုထိန်ချန်ပြီးတော့ထပ်မံထိမ်းမြားမယ်ဆိုလို့ရှိရင်10နှစ်ထက်မပိုတဲ့ထောင်ဒဏ်ကိုချမှတ်ရမယ့်အပြင်ကိုငွေဒဏ်လည်းချမှတ်ခံရမှာဖြစ်ပါတယ်။နစ်နာတဲ့သူကတရားမှာကြောင်းရာတရားစွဲဆိုပိုင်ခွင့်ရှိပါတယ်။ဒါပေမဲ့ဒီဥပဒေကိုပြဋ္ဌာန်းလိုက်တဲ့31ရက်8လ2015ရက်နေ့မတိုင်မီကမရပြိုင်ယူထားတာဆိုရင်တော့ဒီဥပဒေနဲ့မသက်ဆိုင်ပါဘူးဒီလိုမျိုးတရားမဝင်ပေါင်းသိရာကနေပြီးတော့ရလာတဲ့သားသမီးတွေကတော့ကလေးတငယ်ဆိုင်ရာအခွင့်အရေးတွေဆုံးရှုံးခြင်းရှိမှာမဟုတ်ပါဘူးမြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်တွေကိုမထိခိုက်စေရပါဘူး။အလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီးတော့အကျဉ်းချုပ်ဆွေးနွေးပေးသွားတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။